အခန်း3အောင်နိုင်ရေးစီမံကိန်းတစ်ခုဖန်တီးခြင်းအောင်မြင်ရေးအတွက်တစ်စီမံကိန်းကိုရေးဆွဲရ၌အချိန်သိပ်စောနေသေးသည်ဟု၍မရှိဒီတော့ယခုပဲစတင်ဖန်တီးပါစိတ်ကူးတစ်ခုပြပြပြင်းပြင်းဖော်ထုတ်နိုင်သည့်အချိန်ထိမဆောင်ပါနဲ့ထို့သောတင်စိတ်ကြိုက်တွေ့မည့်စိတ်ကူးတစ်ခုရဖို့အချိန်ကြာကောင်းကြာမည်ကြာပါစေထို့တို့ကြာနေခြင်းသည်လည်းတနည်းတစ်ဖက်ဖြစ်ကောင်းပါသည်အဘယ်ကြောင့်ဆိုတော့စိတ်ကူးကြံစီတစ်ခုသည်စတင်ကြံစီပြီးကတည်းကမမှန်ကန်ကန်ဖြစ်နေရင်အကောင်းဆုံးဖြစ်တော့ကြောင့်ပင်ဒါပေမဲ့ဘာဆက်လုပ်ရမယ်ဆိုတာတိတိကျကျမသိရသေးပဲကျွန်တော်စီမံကိန်းလုပ်ငန်းကိုဘယ်လိုရေးဆွဲလို့ရမှာလဲတင်လျောက်ပတ်တော့မှတ်ချက်ဖြစ်တယ်သို့ပေမဲ့ယခုလောလောဆယ်တင်လုပ်လို့ရသည်မှာတင်စီမံကိန်းအတွက်စီမံကိန်းချနေခြင်းဖြစ်ပါတယ်ကြိုတင်စီမံကိန်းချခြင်းအစီရင်ခံစာတွေရေးသားရခြင်းကိုဘယ်သူမှနှိမ့်ချိုက်ခြင်းမရှိတင်ဤလုပ်ငန်းစီမံကိန်းဆိုဒီမှာအခြေခံအားဖြင့်အစီရင်ခံစာတစ်စောင်သာဖြစ်တယ်ဒီစာတမ်းမှာတင်ရီမှန်းချက်ပန်းတိုင်းကိုမိမောင်းထိုးပြမဲ့အစီရင်ခံစာဖြစ်တယ်တင်ရီမှန်းချက်ပန်းတိုင်းကိုအထင်ကြီးသဘောကျသောဝင်ရှင်ကြီးရှင်များ၏စိတ်မျက်စိထဲမှာငွေရှာနေတစ်ခုအဖြစ်တဖြည်းဖြည်းရုပ်လုံးပေါ်လာစေမည့်အစီရင်ခံစာဖြစ်တယ်တင်လိုအပ်နေသောမာတီရင်းနှင်းငွေပေါ်ထွက်လာပြီးတင်စိတ်ကူးလက်တွေ့ဖြစ်ပေါ်လာမည့်အစီရင်ခံစာဖြစ်တယ်နံပါတ်1အရေးကြီးဒီမှာအောင်မြင်ရေးစီမံကိန်းတစ်ခုဖြစ်ပေါ်လာအောင်မြည်တို့ဖန်တီးရမည်ဆိုတာကိုလေ့လာစီးပူးဖို့ဖြစ်ပါတယ်တင်ရေးဆွဲမိစီမံကိန်းတီတောင်းစေအောင်သူတည်တနာလှုပ်ထားသောစီမံကိန်းဖြစ်ရပါမယ်။၎င်းစီမံကိန်းကိုတင်တစ်ချိန်ထပ်မံအချောကိုင်းတိုင်းတန်ဖိုးတက်လာသည့်စီမံကိန်းမျိုးဖြစ်ရပါမယ်။အစပိုင်းမှာတင်ရနိုင်သောအကူအညီမှန်သမျှအကုန်ယူပါ။ဤအကြောင်းအရာနှင့်ပတ်သက်၍အလွန်ကောင်းသည့်စာအုပ်တွေလည်းရှိတယ်။တင်ဒီခင်ကလုပ်ငန်းစီမံချက်မရေးဆွဲဘူးလျင်ဂျွန်ဆန်ရေးတီ24နာရီလုပ်ငန်းစီမံချက်စာအုပ်ကိုဖတ်ကြည့်ဖို့ထောက်ခံပါစေ။အလွန်တန်ဖိုးရှိသည့်စာအုပ်ဖြစ်တဲ့သို့တော့တင့်စီမံချက်ကို24နာရီအတွင်းအပြည့်ရမည်ဟုကျွန်တော်အကြံပေးနေခြင်းမဟုတ်စာရေးဆရာကိုယ်တိုင်ဒီလေဒီစာအုပ်ကို24နာရီအတွင်းရေးခဲ့ခြင်းမဟုတ်ပါဒီစာအုပ်ကိုတစ်ချိန်ပထမဆုံးအစဆုံးဖတ်ပါထို့နောက်ထိုစာအုပ်ကိုလက်ဆွဲစာအုပ်အဖြစ်ကိုင်းကတင့်စီမံချက်ကိုစတင်ပြုစုပါအောင်နိုင်ရေးစီမံကိန်းကိုရေးဆွဲပြုစုရင်လျှို့ဝှက်နှစ်နယ်သောစီမံကိန်းရေးဆွဲနည်းကိုသဘောပေါက်လာပါလိမ့်မယ်ပြီးတော့လိုအပ်သောအခြေခံအချက်လက်များကိုနားလည်သဘောပေါက်လာပါလိမ့်မယ်အဆုံးစွန်သောပန်းတိုင်းကိုအာရုံစိုက်ခြင်းတင်လုပ်ငန်းစီမံချက်ကိုအကောင့်ထဲပေါ်ရေးဆွဲနေခြင်းသည်ပြောစရာကောင်းသည့်အလုပ်တစ်ခုဖြစ်နေတင်သည်တင်စိတ်ကိုအဆုံးစွန်သောပန်းတိုင်းအပေါ်အာရုံပြုထားခြင်းဖြင့်တင်ခေါင်းထဲမှာတီထွင်ဖန်တီးအတွေ့အများတဖွာဖွာပေါ်လာလိမ့်မယ်တင်ရဲ့အဆုံးစွန်သောပန်းတိုင်းဆိုတာကတော့တင်စိတ်ကူးကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းသို့မဟုတ်အကျိုးမြတ်ရှိသောတင်ကိုယ်ပိုင်လုပ်ငန်းအဖြစ်ပေါ်ထွန်းလာခြင်းဖြစ်တယ်တင်အနေနဲ့စိတ်ကူးတစ်ခုကိုတသက်မမတ်မရွေးချယ်ရသည့်အတိုင်းတင်မှာစန်တစ်တီထွင်အတွေ့တွေတိုးပွားကျွယ်ဝလာပါလိမ့်မယ်ထို့သောကျွယ်ဝလာသည့်အတွက်တင်ဘဝတိုးတက်ကောင်းမွန်လာအောင်ကြံဆောင်ပေးမည့်စိတ်ကူးတစ်ခုကိုရွေးချယ်နိုင်စွမ်းဆုံးဖြတ်နိုင်စွမ်းရှိလာနိုင်တယ်လုပ်ငန်းစီမံချက်ရေးဆွဲရင်ဇံဝင်ရင်စိတ်ကူးတစ်တွေပေါ်ထွက်လာပါလိမ့်မယ်အောင်နိုင်ရေးစီမံကိန်းတစ်ခုဖြစ်ပေါ်လာစေရန်အကြိမ်ကြိမ်ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်စီမံကိန်းရေးဆွဲရင်တင်ဒီအရှိတရားကိုမြင်လာရမည်ဖြစ်တဲ့တင်အသွေးတွေကိုစောက်ရွက်ပေါ်ရေးချသည့်အခါစီးပွားရေးလုပ်ငန်းဆိုင်ရာစိတ်ကူးတစ်ခု၏ကောင်းကွက်ဆိုးကွက်နှင့်အကြီးတန်းကွက်တွေမြင်မြန်ဆန်ဆန်တည်မြင်လာမယ်ကနေဦးပိုင်းမှာတင်စဝစဝါဖြစ်ကောင်းဖြစ်နိုင်ပါတယ်သို့တော်အလုံးမဖြစ်သောစိတ်ကူးများကိုဤမှန်ချက်ပြင်းပြင်းယုံကြည်ချက်ပြင်းပြင်းအာမန်ပပနဲ့အာယုံဆိုင်နေခြင်းကိုမကြာမီသိလာပါမယ်ထို့သောစိတ်ကူးများကိုချက်ချင်းလက်တွေ့အကောင့်ထဲဆန်းစစ်ဖို့လိုတယ်ပြန်လည်စဉ်းစားကြံစားဖို့လိုတယ်ထပ်မံတူတည်တနာပြုဖို့လိုတယ်သို့မဟုတ်လုံးလုံးလန့်လျာပစ်ပယ်လိုက်ဖို့လည်းလိုတယ်ယခုအမှားယွင်းတွေကိုဖော်ထုတ်ပြီးအမှန်ပြင်ဖို့အချိန်တန်ပြီးတင်စတင်ပြီးရောင်းဝယ်ဖောက်ကားမှုပြုလုပ်မည်ဒီဆိုဒီနဲ့အစံလေးကျင်းနေလို့မရတော့ထို့ကြောင့်ပင်သိစီမံကိန်းဒီအောင်မြင်သောစီမံကိန်းတရက်ဖြစ်လာခြင်းဖြစ်သည်သိစီမံချက်တွေကိုသူနေရာနဲ့တူအတိမပြုမီပြန်လည်ဆန်းစစ်ခြင်းပြင်ဆင်ခြင်းအချောကင်ခြင်းတို့သည်အောင်နိုင်ရေးစီမံကိန်းတစ်ခုဖြစ်ထွန်းလာရေးအတွက်အခြေခံကျသောဆောင်ရွက်ချက်များဖြစ်တယ်။တင်တရိယာနေတင်ဒီမှာတင်ရေးဆွဲပြီးသည့်စီမံကိန်းကိုတင်ကိုယ်တိုင်တရားရခိုင်နှုန်းယုံကြည်စိတ်ချနေရပါမယ်။တင်ယုံကြည်စိတ်ချမှုသည်တရားရခိုင်နှုန်းထက်လျော့နေနေလျင်ဘယ်ငွေရှင်ကြေးရှင်ကအထင်ကြီးတန်ဖိုးထားပါမည်လဲ။ဥပမာ focus နိုင်ငံတကာစာအုပ်ထုတ်ဝေရေးမှတ်တမ်းဖြစ်ပြောရရင်ကျွန်တော်ကိုအလုပ်ဖြုတ်လိုက်တဲ့နေ့မှာပဲလုပ်ငန်းစီမံကိန်းကိုစတင်ရေးဆွဲတော့တယ်။၎င်းစီမံကိန်းကို9လကြာအထိနေ့စဉ်နေ့တိုင်းတဲကြီးမဲကြီးရွေးဆဲတယ်ပြပြမွန်မှန်နဲ့ကျွန်တော်ကစင်းကင်တရားမဟုတ်သို့ပေမဲ့3နှစ်စာအတွက်ငွေသားစီစဉ်မှုနဲ့အရှုံးအမြတ်များကိုမှန်းဆတွက်ချထားခဲ့တယ်။
တဲ့အနေနဲ့ကိန်းကနန်းတော်တော်များများကိုတေချာတိကျတည်နိုင်မည်မဟုတ်သို့တော့ဤသို့ကနေဦးစီမံချက်များရေးဆွဲသည့်အတွက်တင်အကျိုးရှိလာပါလိမ့်မယ်။စံကြီးအမားပြင်စနစ်ကိုအသုံးပြုပါလေ့ကျင့်ခြင်းဖြင့်စင်လုံးချောဖြစ်လာပါလိမ့်မယ်။နောက်တစ်ချိန်တွင်စီရင်ပညာရှင်တို့၏အကူအညီကိုအချိန်မီရယူနိုင်ပါတယ်။ကိုပိုင်လုပ်ငန်းရှင်တင်နန်းတက်ဖို့ရှောက်လာတဲ့အခါကျွန်တော်ခေါင်းထဲမှာအထူးရည်မှန်းချက်၃မျိုးထားခဲ့တယ်။ကျွန်တော်၏လုပ်ငန်းရှင်ဆိုင်ရာကျွမ်းကျင်မှုတွေထက်မြက်ကောင်းမွန်လာစေရန်အများပြည်သူပိုင်အဖွဲ့အစည်းမှငွေကြေးစိုက်ထုတ်မည်အလားအလာလမ်းကြောင်းဖော်ထုတ်ရန်ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းအတွက်စုရှယ်ယာဝင်အဖြစ်တွဲဖက်လုပ်ကိုင်မည်စီရင်အုပ်ချုပ်မှုစီရင်ကိုင်တူရှာဖွေရန်ကျွန်တော်ရည်မှန်းချက်၃ခုစလုံးအောင်မြင်ခဲ့တယ်ကျွန်တော်ရွေးဆဲခဲ့တဲ့ဗဏ္ဍာရေးဆိုင်ရာစီမံကိန်းအကြမ်းထဲကိုအသေးပဲရှိပြီးငွေရှင်ကြေးရှင်တွေမလောက်တဲ့စီမံချက်များအဖြစ်ပြန်လည်ရေးဆွဲလိုက်ဒီမှာအစိုးပါစင်ကိုင်ပင်ဖြစ်ပါတယ်သို့ပေမဲ့ထို့သို့ရေးဆွဲနိုင်ခြင်းအတွက်ကုန်ကျန်းများလိုအပ်တယ်၎င်းကုန်ကျန်းများကိုကျွန်တော်ကပေးနိုင်တယ်ဘာကြောင့်ဆိုဒီလုပ်ငန်းအကြောင်းကျွန်တော်သိနေတော့ကြောင်းဖြစ်တယ်စီမံကိန်းဒီစီမံကိန်းဖြစ်ပါစေတီအီအောင်နိုင်ရေးစီမံကိန်းဒီဘလို့ပုံစံမျိုးပေါ်ထွက်လာသည်ဖြစ်စေ၎င်းစီမံကိန်းဒီတင်ကိုယ်တိုင်ရေးဆွဲထားသောစီမံကိန်းဖြစ်ပါစေစီမံကိန်းတစ်ခုလုံးပုံပေါ်လာဖို့အကူအညီလိုကောင်းလိုမယ်အကူအညီခေါ်ပါအရေးမကြီးသို့ပေမဲ့စိတ်ပင်ပန်းစရာကောင်းလာသည့်စီမံကိန်းရေးဆွဲခြင်းအလုပ်ကိုတစ်မှငွေရှိသည့်တိုင်အုပ်ချုပ်မှုစည်းကိုင်အားတာဝန်ပေးလိုက်ဖို့စိတ်မကူပါနဲ့၎င်းစီမံကိန်းဒီတင်ရည်သွေးဖြစ်သည်တင်ရည်သွေးကြမ်းမာမွေးဖွားလာရေးအတွက်တင်အစဆုံးကြည့်ရှုဆောင်ရှောက်ရပါမည်တနေ့တွင်၎င်းစီမံကိန်းလက်တွေ့အကောင့်ထဲပေါ်ရမည်မှာတင်နှင့်တင်ဖွဲ့တာဖြစ်ပါတယ်အကြံပေးအရာရှိတယောက်ကထိုအလုပ်ကိုလုပ်မည်မဟုတ်ပါပဲတင်အောင်မြင်မှုအတွက်စီမံကိန်းစာတမ်းတင်ကိုယ်ပိုင်လုပ်ငန်းအတွက်တင်ကြံစီရေးသားထားသည့်စီမံကိန်းဒီတင်အောင်မြင်မှုကိုဖော်ထုတ်မည့်စာတမ်းဖြစ်တဲ့စီမံကိန်းတွေကထူခြားတဲ့အလွန်ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့စီမံကိန်းတွေကတင်ဖေကိုသွားနေလဲဆိုတာကိုဖော်ပြတယ်ထိုနေရာတို့ရောက်တော့အခါဘာလို့မီလဲဆိုတာနဲ့ဘယ်လိုလုပ်မလဲဆိုတာဖော်ပြတယ်စီမံကိန်းတွေကိုပေါ်တန်သဘောမထားပါနဲ့စီမံကိန်းဆိုဒီမှာတင်အလုပ်စဖြစ်အောင်လုပ်ငန်းအတွက်မတီငွေရှာဖွေလို့ရအောင်ရေးစဲထားသည့်စာရွက်လောက်တာဖြစ်တယ်ဒီစီမံကိန်းဒီတင်းနှင့်အတူကာလကြာမြင့်စွာရှိနေပါမယ်တင့်ကိုယ်ပိုင်လုပ်ငန်းကိုလက်တွေ့လုပ်ကိုင်နေတဲ့၍ကာလပတ်လုံးတင်းနှင့်အတူရှိနေပါမယ်ဒီလက်တွဲစာတမ်းကိုတင်ပြန်ပြီးသုံးသက်ဆန်းစစ်ချင်လာပါလိမ့်မယ်တင်လျှောက်လဲရမယ်လမ်းမှာမမျော်လင့်ပဲကြုံရဆုံရတဲ့အကွေးကောက်အလဲပြောင်းများနဲ့လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်ခြင်းဖြည့်ဆွတ်ခြင်းပြုတ်ပယ်ခြင်းပြုလုပ်လာလိမ့်မယ်ဤကစီမံကိန်းရေးဆွဲခြင်းဤပျော်စရာကြည်နူးစရာအလုပ်ဖြစ်တဲ့တင်မှာစီမံကိန်းတစ်ဆောင်ရှိပြီဆိုရင်တင်ဘဝတိုးတက်ပြောင်းလဲလာအောင်ပြဋ္ဌာန်းလို့ရတယ်စီမံကိန်းတစ်ဆောင်မရှိဘူးဆိုရင်တော့တင်ဘဝနှိမ့်ညွန်သွားပါလိမ့်မယ်တင်ဒီမြေပုံမပါပဲတောကြီးမြင့်မဲထဲမှာစူးစမ်းရှာဖွေတူလို့ဖြစ်နေပါမယ်စီးပွားရေးလုပ်ငန်းစီမံကိန်းတစ်ခုတည်းတစ်ခုနဲ့တစ်ခုမတူနိုင်စရာအကြောင်းမရှိသို့ပေမဲ့လုပ်ငန်းစီမံကိန်းအလုံးအတွက်ဖွဲ့စည်းတည်ဆောက်ပုံအရာစင်တူသည့်အချက်တွေရှိတယ်တင်အရန်ကရောစိတ်အားထက်တန်ကောင်းထက်တန်နေမယ်ထို့ကြောင့်စစ်နှစ်ငင်းချမ်းရေးစာအုပ်ကြီးလောက်ထူထဲသည့်စာတမ်းကြီးတစ်ဆောင်ပြုစုခြင်းစိတ်ပေါက်ချင်ပေါက်နေမယ်သို့ဆိုရင်တော့ဤသို့ပေါက်ချင်စိတ်ကိုရှောင်ရှားလိုက်ပါတင်ဤအချော်သက်စာတမ်းသည်စာမျက်နှာနယ်လေးကောင်းလေးဖြစ်သည်စာမျက်နှာတရာစင်သို့မဟုတ်နှစ်ရာစင်ဆိုလင်းလုံလောက်ပြီးစာရိတ်တွေတစ်ထက်ကြီးငွေပေးငွေရင်မြုပ်နှံမိသူကအထင်ကြီးလိုက်မည်မဟုတ်နှစ်ချိုက်သဘောကြလိုက်မည်မဟုတ်သူတို့အဓိကထားပြီးကြည်တီမှာတင်းစိတ်ကိုအရေးသွေးကိုတာဖြစ်တဲ့တင်းစိတ်ကိုလက်တွေ့အကောင့်ထဲပေါ်ရနိုင်အမြင်မှုအလားအလာရှိမရှိကိုတာသူတို့ကအကဲဖြတ်သုံးသပ်ကြမည်ဖြစ်တဲ့တင်ရေးဆွဲပြုစုသည့်စီမံကိန်းဒီရိုးရိုးရှင်းရှင်းဖြစ်နေရမယ်အထဲမှာပါသည့်အပိုင်းများခဏများတစ်ခုချင်းစီကြိုးကြောင်စီလျော်မှုနဲ့တဆင့်ပြီးတဆင့်ဖော်ပြရပါမယ်တစ်လုပ်ငန်းကိုစတင်လှုပ်ဆောင်ပြီးဒီစီမံကိန်းကိုစတင်အကောင့်ထဲပေါ်ပြီးဆိုသည့်အခါတင်ဆောင်ရွက်ရမည့်အလုပ်စစ်စင်သည့်ဤစီမံကိန်းတွင်ရှင်းလင်းပြသစွာပေါ်လွင်နေရပါမယ်အစိတ်ပိုင်းများကိုစူးစီးစီစဉ်ခြင်းယခုတင်စီမံကိန်းနှိဒန်းကိုရေးပါတော့မယ်အထက်တွင်ဖော်ပြခဲ့သည့်နောက်ဆုံးစာပိုင်းတွင်တင်စီမံကိန်းကိုတဆင့်ပြီးတဆင့်အစဉ်စဉ်တင်ပြသွားမည်ဟုပြောထားတယ်တခုတော့ရှိတယ်ထို့သောအစဉ်စဉ်ပြုစုသည့်အထက်မှာစီမံကိန်းနှိဒန်းမပါဒီတစ်ချက်တော့ချွင်းချက်ဖြစ်ပါတယ်စီမံဆောင်ရွက်မှုဆိုင်ရာဖော်ပြချက်အကျဉ်းတင်စီမံကိန်းစာတမ်းတစ်စောင်လုံးရေးဆွဲပြီးမှဤဖော်ပြချက်ကိုရေးပါမယ်။သို့ပေမဲ့ဤဖော်ပြချက်ကိုစီမံကိန်းစာတမ်းဤထိတ်ဆုံးတွင်နေရာပေးရမယ်။ဘာကြောင့်လဲ။အဘဲကြောင့်ဆိုတော့တင်ပါလဲတင်စိတ်ကူကပါလဲဆိုဒီကိုငွေကြေးမြုပ်နှံမိသူများကချက်ချင်းလန်ငင်းကွင်းကနေကွက်ကနေတိရှိချင်ကြတယ်။ထို့သောမတိရပဲတင်စီမံကိန်းစာတမ်းကိုဆက်ပြီးဖန်ချင်ကြမည်မဟုတ်တော့ကြမယ်။
ဤကဏ္ဍသည်ရေးသားပြုစုအခက်ဆုံးအစိပ်ပိုင်းလည်းဖြစ်တဲ့ထုံးစံအားဖြင့်ဤအပိုင်းကိုစိတ်ကျေနပ်လာအောင်ပြုစုနိုင်မှု3-4ကြိမ်လောက်ရေးလိုက်ပြင်လိုက်လုပ်ရလိမ့်ရှိတယ်ဤအပိုင်းသည်စာမျက်နှာ2မျက်နှာထက်မပိုသင့်တို့ဖြစ်ရာဘလိုခေါင်းစဉ်တွေထည့်ရမယ်ဘလိုခေါင်းစဉ်တွေဖယ်ရှားရမယ်ဆိုတာကိုတော်တော်ကြီးချန်စားချင့်စင်ရမယ်တကယ်လို့တစ်လုပ်ငန်းအကြောင်းကိုတင်ထက်ပိုပြီးတည်သူမိသူများမရှိဒီတော့ဒီဖော်ပြချက်ကိုတင်တာရေးလို့ရမည်ဖြစ်တဲ့အုတ်ချုပ်ရေးအဖွဲ့ဝင်များ၏အရေးအချင်းတင်စီမံကိန်းစာတမ်းကိုအသုံးပြုပြီးမာတင်ငွေရှာမည်ဆိုရင်တင်၏အဓိကအရေးကြီးသောအရာရန်အမှုရန်များ၏အစဉ်အရေးချင်းနှင့်အတွေ့အကြုံများကိုဖော်ပြဖို့လိုအပ်တယ်ယနေ့ခေတ်အချိန်ခါတွင်တကိုယ်တော်လုပ်ငန်းများအတွက်အင်းနဲ့အားနှင့်ငွေကြေးမှတည်ရင်းနှုန်းမြုပ်နှံမှုများကိုဆွဲဆောင်နိုင်ဖို့အလွန်လွန်ခက်ခဲလာတယ်လုံးဝမဖြစ်နိုင်ဟုမပြောဖြစ်နိုင်တယ်သို့ပေမဲ့စီကံတွေထိန်းချုပ်မှုတွေကကြက်တီးလွန်းတယ်ဘာပဲဖြစ်ဖြစ်စိတ်မပြတ်ပါနဲ့တင်ဤရှေ့ဦးအဖွဲ့တွင်တင်းနဲ့တခြားတဦးလောက်ပါဝင်လင်တိတ်မဆိုလက်ခံနိုင်လောက်တဲ့တခြားတဦးဒီတင်စနီခင်မွန်မိတ်ဆွေရည်စားသားသမီးတူမှဖြစ်နိုင်တယ်သို့မဟုတ်ပါကလည်းကျွန်တော်လုပ်ငန်းမှာလို့အဆူဆက်ရှယ်ယာခြင်းဖြစ်နိုင်တယ်တင့်အရင်ခံစိတ်ကူတင့်လုပ်ငန်းနဲ့ပတ်သက်ပြီးတင့်စိတ်ကူတင့်အကြံစီကိုတင်ပါတာတင်ထထဲဝင်ဝင်နှံ့နှံ့ဆက်ဆက်တည်တယ်ခြေခါဥမာမကြံတည်တယ်သဘောပေါက်တယ်သို့ပေမဲ့တင့်စိတ်ကူတင့်အကြံစီဒီဘာတွေလဲဆိုတာကိုဘယ်သူတည်ပါသလဲသူတို့တွေရိတ်ဖန်းတန်ဖန်းလောက်ပင်တည်ကြရဲ့လားဒီတော့တင့်အရင်ခံစိတ်ကူကိုတမျက်နာစာလောက်ရေးသားဖော်ပြပါတင့်စိတ်ကူကဘာဆိုတာကိုအသေးစိတ်ရှင်းလင်းပါဒီအချက်မှာစိတ်ခံစားချက်တွေမပါပါစေနဲ့အချက်လက်ကိုသာရေးချလိုက်ပါတင့်အရင်ခံစိတ်ကူဒီအလုပ်ဖြစ်နိုင်ကြောင်းဖော်ပြခြင်းစီးပွားရေးလုပ်ငန်းနဲ့စိတ်ကူအကောင့်စားတော်တော်များများဒီအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့နေနေတာတာထွက်ကေဝါကိုပင်မကြော်နိုင်မဲပစ္စည်းသွားရတယ်အကြောင်းမှာမူလစိတ်ကူးရှင်ကသူ့စိတ်ကူးဒီလက်တွေ့အကောင့်ထဲဖော်လို့ရသည့်စိတ်ကူးဖြစ်ကြောင်းဘယ်ပုံပဲနည်းအကောင့်ထဲဖော်လင်အလုပ်ဖြစ်နိုင်ကြောင်းကိုအသေးစိတ်မတင်ပြနိုင်တော့ကြောင်းသို့မဟုတ်မတင်ပြတော့ကြောင်းဖြစ်တယ်ဤအကြောင်းဖော်ပြဖို့နောက်တစ်မျက်နှာဆိုရင်လုံလောက်ပြီးသို့ပေမဲ့တို့ရှင်းလို့ရှင်းဖြစ်ပါစေကျွန်တော်အတွေ့အကြုံရမူလစိတ်ကူးကိုအစဉ်စဉ်အကောင့်ထဲဖော်ပြီးပုံစံပြစီဟာဒီလွန်စွာထိရောက်ကြောင်းတွေ့ရတယ်တစ်လုပ်ငန်းမျှော်မှန်းချက်များတစ်လုပ်ငန်းမျှော်မှန်းချက်များဒီအထူးတလဲစဉ်းစားချင့်ချိန်ကြံစားထားပြီးပပနဲ့တုတနာပြုထားတော့မျှော်မှန်းချက်များဖြစ်ရမယ်၎င်းမျှော်မှန်းချက်များကိုအသေးစိတ်ဖော်ပြရမယ်တင်ဖော်ပြချက်များတွင်တင်တရေသားလောင်းလုပ်ငန်းဆိုင်ရာရည်မှန်းချက်များသာမဟုတ်ပဲတင်ချမှတ်ထားသောရည်မှန်းချက်များပြောင်းမြောက်အောင်မြင်အောင်ဘလို့စီမံထားကြောင်းတင်ကြံစီချက်နှင့်တင်အားတန်ချက်များကိုထည့်သွင်းကြောင်းဖော်ပြရပါမယ်၎င်းရည်မှန်းချက်များကိုရေတိုရေလက်နှင့်ရေရှည်ဟု၍သုံးမျိုးသုံးစားခွဲခြားပြပါဤသို့ပြုလုပ်ဖို့ဘာခက်ခဲမှမရှိဘာမှလျှို့ဝှက်ဆန့်ကျင်မှုလည်းမရှိအရေးကြီးသည့်မှာတင်ရေးသားဖော်ပြဖို့ပဲဖြစ်တယ်ဈေးကအကြောင်းတင်ပါသည့်တည်းဒီမတိုင်မီချမရင်းမီတင်လန်းဝင်ဒီဈေးကအကြောင်းကြည်ကြည်ညံ့ညံ့တည်ထားတင်တယ်ဟုတင်ကိုယ်တိုင်ထင်မှတ်သည့်တိုင်သူတည်တနာလုပ်ဖို့တော့လိုအပ်တယ်ဈေးကွက်တင်ဈေးကွက်အလားလာတွေလည်းအမြင်ပြောင်းလဲနေတယ်မြင်မြန်ဆက်ဆံပြောင်းလဲနေတယ်တခါနေချင်းညချင်းပြောင်းလဲတတ်တယ်ဒီတော့တင့်ကုန်ပစ္စည်းတို့မဟုတ်ဝန်ဆောင်မှုဒီဈေးကွက်ဤဘယ်အပိုင်းဘယ်ကဏ္ဍမှာအဝင်မြည်လဲဘယ်အရာကိုဘယ်ပုံဘယ်နည်းနဲ့ရောင်းမြည်လဲတမယိုချလမ်းကြောင်းအတိုင်းလားတို့မဟုတ်အထူးဖြန့်ချီရေးပုံစံဖြင့်လားအီမေကွန်းတင်အဖြေပေးရမည့်မိကွန်းတွေကတချို့တော့ဝက်ဖဲရှိပါသေးတယ်ရှင်ပြိုင်မှုကိုသူတည်တနာလုပ်ခြင်းလက်တီးထိုးချက်တစ်ချက်မှမရှိရင်လက်ဝဲပွဲတစ်ပွဲမဖြစ်နိုင်ထိုနည်းတူပင်ရှင်ပြိုင်မှုမရှိရင်စီးပွားရေးလုပ်ငန်းရဲ့လို့အလားလာမရှိဒီတော့တင်ပြိုင်ဘက်တွေဘဒုဘဝဆိုတာရှာဖွေပါဖော်ထုတ်ပါတင်ဝင်ရမည့်ဈေးကတ်ထဲတွင်အင်အားအကောင်းဆုံးဘဒုတွေလဲဆိုတာကိုစမ်းစစ်ပါလေ့လာပါတချို့တွေကတင်ကြောချမ်းလောက်အောင်အကောင်းချင်းအကောင်းနေမယ်ဘာပဲဖြစ်ဖြစ်သူတို့နဲ့ပတ်သက်ပြီးတင်ဖော်ထုတ်ဖို့ရနိုင်တဲ့လောက်ဖော်ထုတ်ပါပြီးတော့တင်စီမံကိန်းတွေတွင်ဖြောင့်မတ်ယူသားစွာဖော်ပြပါတင်ကုန်ပစ္စည်းကိုတရုပ်ဖော်ရေးသားပါတင်ကုန်ပစ္စည်းကဘလို့ကုန်ပစ္စည်းလဲသို့မဟုတ်တင်ဝင်ဆောင်မှုလုပ်ငန်းကဘလို့လုပ်ငန်းလဲထို့အကြောင်းကိုအသေးစိတ်တရုပ်ဖော်ရေးသားပါဒီတစ်ခါလဲစာမျက်နှာတမျက်နှာထက်မပူပါစေနဲ့တခြားအလားတူကုန်ပစ္စည်းများဝန်ဆောင်မှုလုပ်ငန်းများနဲ့ခြားနာချက်များစားသုံးသူခံစားရမည်အကျိုးကျေးဇူးများနောက်ပြီးအမြင်မြည်ဟုတင်ပါကြောင့်ယုံကြည်ကြောင်းများကိုလည်းအကျဉ်းချုပ်ရေးသားပါတင်အဆိုပြုချက်ကိုကြိုက်နှစ်သက်အောင်မလုံးပေးခြင်းယခုတင်ဤအရင်ခံစိတ်ကိုစီမံခန့်ခွဲမှုနည်းစနစ်များနဲ့ကုန်ပစ္စည်းဝန်ဆောင်မှုများကိုစားသုံးသူများအားပေးအပ်ဖို့သူမတူအောင်စူးစီးထုတ်ပိုးရပါတော့မယ်တင်နှင့်အပြိုင်လုပ်ငန်းများကပေးအပ်ထားသည့်ထက်
တင်ကနာတဖြားလောက်တာလင်းမဲ့ဒီပွဲမှာတင်းရှိကပြေးနိုင်မည်ဖြစ်တဲ့တူမတူအောင်စူးစီးထုတ်ပိုးခြင်းဆိုဒီမှာစားသုံးသူများကမလုံးပေးခြင်းဖြစ်တဲ့တင်ပေးတိမလုံးကပါလဲကော်မရှင်များရှော့ပေးခြင်းလားဈေးနှုန်းတတာချင်းလားထူးခြားခေါမွန်သောဈေးကွက်ဖော်ဆောင်ရေးစနစ်လားသို့မဟုတ်ပါလဲတင်ဤအယောင် policy ကိုတဆင့်ပြီးတဆင့်ဖော်ထုတ်ခြင်းတင်စိတ်ကူးကိုအကောင့်ထဲဖော်ရန်ဈေးကွက်ဖော်ရေးစီမံကိန်းရှိဖို့လိုတယ်၎င်းစီမံကိန်းကတင်ဤအယောင် policy ကိုပြဋ္ဌာန်းလိုက်မယ်အယောင်ဖွဲ့တစ်ဖွဲ့စည်းခန့်အပ်ဖို့လိုမလို့ပြဋ္ဌာန်းလိုက်မယ်တင်ဘလို့စနစ်ဖြစ်ရောင်းမည်လဲလက်ကားဖြန့်ချီရေးသမားများကိုယ်စလဲများလက်လီအယောင်သမားများမှတဆင့်ရောင်းမှလားသို့မဟုတ်အင်တာယာရောက်စနစ်ဖြင့်ဖြန့်ချီမှလားတင်လုပ်ငန်းကိုဈေးကွက်ဖော်ခြင်းဤကစီးပွားရေးလုပ်ငန်းတစ်ခုတွင်အဓိကကျသောလှုပ်ဆောင်မှုတစ်ရပ်ဖြစ်တဲ့သို့တော်ဒီအကြောင်းနှင့်ပတ်သက်ပြီးပေါက်တက်ကရပြောတဲ့သူတွေတော်တော်များတယ်စင်စစ်ထို့တို့ပြောသူများကိုယ်တိုင်ဒီဘာသာရပ်ကိုထပ်ပြီးလေ့လာနားလည်ထားတဲ့နဲ့အခန်း6တွင်ကြည်တင်ဤဈေးကွက်မူဝါဒကိုရိုးရိုးရှင်းရှင်းပြီးတော့တင်ဤလုပ်ငန်းစိတ်ကူးနဲ့တင်လျောက်ပတ်အောင်ချမှတ်ပါဒါလို့ဆိုရင်လုံလောက်ပြီးဒီဘာသာရေးနဲ့ပတ်သက်၍လျှို့ဝှက်စံကြယ်မှုရဲ့လို့မရှိပါထုတ်လုပ်မှုအယောင်ရည်မှန်းချက်ခန့်မှန်းချက်တင်ဒီကုန်ပစ္စည်းထုတ်လုပ်ရန် UAD ဖြစ်စေဝန်ဆောင်မှုလုပ်ငန်းတစ်ခုကိုကြံရွယ်သည်ဖြစ်စေတင်ဤကြိုတင်ခန့်မှန်းချက်များထားရှိဖို့လိုတယ်တင်ထုတ်လုပ်မည့်ကုန်ပစ္စည်းကိုသတင်းတစ်ပတ်တွင်အရေးအတွက်ဘယ်လောက်အထိထုတ်လုပ်မည်လဲသို့မဟုတ်တင်ဝန်ဆောင်မှုလုပ်ငန်းကတစ်ပတ်လင်ဘယ်နှကြိမ်ဝန်ဆောင်ခွင့်ရမည်လဲထုတ်လုပ်မှုကုန်ကျစရိတ်များလာပြန်မည်တင်ဒီကုန်ပစ္စည်းထုတ်လုပ်ရန် UAD ဖြစ်စေဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် UAD ဖြစ်စေထုတ်လုပ်မှုကုန်ပစ္စည်းစရိတ်များကြခံရမည်ဖြစ်တဲ့ဒီတော့ကုန်ပစ္စည်းများရောင်းသည့်အယောင်အစင်မရောက်မီဝန်ဆောင်မှုတွေလုပ်သည့်အစင်မရောက်မီမိမိကြခံရမည်ကုန်ကျစရိတ်များကိုကြိုတင်ခန့်မှန်းရထားရပါမယ်